ခါတော့ငါပေါ့ဗျာမူးတွေတဲကြီးမဲကြီးရွာနေတဲ့ညတညမှာပေါ့လူနှစ်ယောက်ဟာအတော်လေးကိုအမူးလုံးပြီးလမ်းတော့မရှောင်နိုင်တော့ပဲတရင်တရိုင်းနဲ့အိမ်ပြန်လာကြတဲ့ကန်ဆိုးကျင်တော့သူတို့ပြန်တဲ့လမ်းကယထာလမ်းအတိုင်းဖြစ်နေတာပေါ့ဗျာ အမှုသမားတူက ဟေးကောင်ကြီးဟာခဏလေးခဏလောက်နားပါအောင်ကွာငါတော့မောလာပြီကြီးစမ်းပါအောင်ကွာဒီလေကားထေတွေကလည်းများလိုက်တာငါတို့တက်မှာဒီလောက်ရှည်ပြီးဒီလောက်မြင့်တဲ့လေကားမျိုးတစ်ခါမှမမြင်ဘူးဟေ့တက်ရတာလည်းမောလာပြီဘတော့မှဆုံးမလည်းမတီးပါဘူးကွာမိုးကလည်းရွာလေးတယ် ဟုပြောလိုက်ရာကြံအမှုသမားက အေးပါကွာမင်းပြောတာလည်းဟုတ်ပါပြီဒါပေမဲ့လှေကားထင်များတာကကိစ္စတိတ်မရှိဘူးကွာငါတကယ်စိတ်ပြတ်တာကဒီလှေကားကလေလှေကားလက်ရန်ကတိတ်ကိုနှိမ်လွန်းနေကွာ ဟူ၍ပြောလိုက်တော့မယ် like လေးပေးပြီး short လုပ်ပေးပါနော်နောက်ထပ်ဟာတာလေးတွေထနာထောင်ခြင်းရင် follow လုပ်ထားဖို့လည်းမမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်